လုံးပဲမင်္ဂလာပါရှင်အားလုံးပဲမင်္ဂလာပါဒီမှာမင်းပါလေးပြမယ်ဆိုအောင် surprise တိုက်မယ်နော်ကြည်တာနော်ဒီမှာရှင်ဒီမှာပါရှင်အပွေးလေးတွေနဲ့အရန်ကိုလှနေရောပဲနော်ဒီလိုလေးတွေတဖုံးပေါင်နဲ့တလုံးပေါင်နှလုံးပေါင်လေးတွေပါပါမယ်ရှင်အောင်ပါလေပြောချင်တယ်ဆိုလို့ခြင်းတဲ့စကားလေးတွေကိုအစအဆုံးနားထောင်ပေးပါရှင်အစအဆုံးနားထောင်ပေးပါမင်းပြောတာကိုအစအဆုံးနားထောင်ပေးပါနော်ချစ်တော့ဒီမှာပါဒီဇီးသီးမှာဒီလိုပုံလိုက်ကြီးရှိရပါတော့အဲ့ပုံလိုက်ကြီးမှာကျမတို့မှာအစိမ်းအများကြီးကိုဖဲထုတ်ရပါတယ်ဖဲထုတ်ရပြီးတော့ဒီတစ်လုံးစနှလုံးစအစိမ်းလေးတွေပါတတ်ပါတယ်အဲ့ဒါတွေကဟောပါဘောနော်အလစ်တက်ပေါ့နော်နည်းနည်းဖန်တတ်တယ်ပေါ့နော်ဖန်တတ်တယ်ဆိုကြတစ်လုံးစနှလုံးပါစားလေးတွေဖန်တတ်တာကိုကျမအပြင်မပြောပါနဲ့ရှင်ဒီမှာစားကြည့်ပါလုံးဝအရသာ quality ကောင်းပါတယ်နော်စားကြည့်ပါနော်အမဲလေးတွေရင်စားပေးပါနော်အမဲလေးတွေဟယ်လိုဝင်းဝါလာလေးတွေရင်စားပေးပါရှင်ဝင်းဝါလာလေးတွေရင်စားပေးပါအမားလို့ဒီလိုမိဟိုဟောပါနော်ဒီလိုစိမ့်တာတွေရင်စားမယ်ဆိုရင်ဖန်တတ်ပါတယ်အဲ့တော့ကျမကဒီလိုတစ်လုံးစနှလုံးစပါတော့အပြင်မပြောပါနဲ့ရှင်နော်အားလေးတွေကိုပြောပြချင်တာပါတကယ်လို့မာယူမယ်ဆိုရင်430ခုတင်5ခု8ခုဖုန်းဆက်မာယူလို့ရပါတယ်ရန်ကုန်အိမ်ရောက်ငွေချေရပါတယ်ရှင်တာမွေရမယ်ကြောင်မြောင်းရမယ်တာအုတ်ကလာပါရမယ်ဟိုမှာကြောင်မြောင်းရမယ်ဟိုပါနော်ကိုယ်စလေရှိပါတယ်အဲ့မှာသူတို့ပို့ပေးပါတယ်တပြည်တော့သူတို့ကတော့1300 1200ယူရပါရှင်အဲ့တော့လိုချင်နေဆိုရင်430ခုတင်5ခု8ခုဖုန်းဆက်မာယူလို့ရပါတယ်နော်